မှာကျန်ကောင်းလေးနဲ့ကောင်းမလေးကိုကျန်မလိုက်လိုက်တာဟဲ့ကောင်းမလေးကဖွေးစော့ပြီးတော့ဘဲဥတော်အရှုံးပေးရတယ်ကောင်းလေးကြပြန်တော့လေကြီးကောက်မှာထပ်ပြီးတော့အိုးမဲတောက်ထားသလိုပဲမဲတဲနေရပဲဘလူတွေကြည့်ပြီးကြိုက်ထားကြမှာကိုမသိတာကောင်းမလေးအစားယူနေလိုက်တာဒီတော့ပါတော့ဟာအတင်းတော့တာလေဟဲ့ဒါမှအတင်းတော့တာမဟုတ်ဘူးလေငါမျက်စိရှိမှမြင်နေရတဲ့အမှန်တရားငါပြောပြတာလေအခုတို့များလိုက်တာဟင်းဒီတော့ဟင်းတရားလောက်မဆော့ဘူးတဲ့အတိုင်းပဲပေးရလဲရှယ်များပါဟဲ့စိတ်ပြတ်ဖို့ကောင်းလိုက်တာအခုတို့များပါတယ်ဟဲ့ဆက်မကြည့်တော့ဘူးတို့များကဲပဲချင်မောင်ရိုးမဒုတ်ထိုးမအမလေးနော်လမ်းလျှောက်တာကြီးကလည်းပဲများချက်ကလွန်လုံးမရုပ်ကြည့်ရဖြင့်တေကန်နီးနေပြီလမ်းလျှောက်တာဖြင့်ပဲနှစ်ပိတ်တာလောက်နဲ့သူကြားကြံခဲ့တဲ့ပဲတွေကိုငါစုပြီးတော့ရောင်းမယ်ဆိုလို့ရှိရင်လေငါရဲ့ cosmetic 2 စင်စာလောက်ရတယ်ရမှာပေါ့အကောင်လေးမှမဝယ်ပြီးတာအမေငါ့ကိုတော့စိုက်ကြည့်နေသေးတယ်နေပေါင်းငါဘက်ကတက်တက်လျှောက်လာခြေလိုက်အောင်မဟဲ့ခဏနေလေမညနေ drawing လောက်ကိုဘယ်လိုသွားလဲညီမလေးက toilet သွားချင်တာလားtoilet သွားချင်တယ်ဆိုလို့ရှိရင်ညီမလေးမှာလမ်းတွေ့ရမလားအဲ့လမ်းအတိုင်းတဲလေးသွားလိုက်ဟိုးနာမှာရေကန်လေးတွေ့လိမ့်မယ်အဲ့ရေကန်လေးကိုညီမလေး2ပတ်လောက်ပတ်လိုက်ပတ်ပြီးလို့ရှိရင်ဘယ်ဘက်ကိုချူဘယ်ဘက်မှာတစ်ပိထပ်တွေ့လိမ့်မယ်အဲ့တစ်ပိရဲ့အနောက်မှာ toilet ရှိပြီမှာဟုတ်မှကျေးဇူးပဲနော်တကယ်ပါရှင်ဟုတ်ဟဲ့你把သူလမ်းမကြီးပေးလိုက်ရတော့စောင့်မြင်ကလို့နေမကြားတာလားသူ့တဲ့ရွယ်မှာအာမနာငါ့အောင်များအမတဲ့ဟမ်ဒုက္ခဖြင့်တေကန်နီးနေပြီဩမကြည့်တတ်ပါဘူးဟဲ့ငါလည်းဖုန်းဆက်ပြီးပြောမယ်အေးတငယ်ချင်းလက်ကောင်းမှနေဗမာလေအိမ်နာထဲမှာလားအေးတငယ်ချင်းငါနဲ့ကိုပြောစရာရှိလို့နေဆိုင်နဲ့နားထောင်နော်အိုး sorry တငယ်ချင်းငါမှားပါလားအိမ်နာတက်နေနဲ့ငါပြောတာကိုနားထောင်နော်တငယ်ချင်းအေးဒီနေ့ဟဲ့ငါကောင်လေးနဲ့ငါချင်းသားနေနဲ့ तू မလာသေးလို့လေငါတက်တော့ကြည့်နေတာတက်တော့ထဲမှာဟဲ့ငါတို့မုန်းတဲ့ကောင်မလေးငါတို့စောက်မြင်ကတ်တဲ့ကောင်မလေးနှစ်တရလောက်တက်တော့မဆော့ဘူးတဲ့အတိုင်းပဲဟဲ့ပဲများချက်ကလွန်မာလေးရောအာကုသူရှယ်များတာအဲ့နဲ့ဟဲ့ငါအာကုသူများလို့ဆိုပြီးတော့ငါဖုန်းချပြီးတော့နေတာဘယ်ရမလဲငါအရှိတဲ့အာကုသူကြီးထပ်လာပါလေရောဘာဖြစ်ရမှာလဲတောင်မတကောင်မို့ဟဲ့ရုပ်ကရှင်သေးကန်နီးနေပြီလမ်းလျှောက်တာဒီလိုနေမြင်ရလားမမြင်အောင်လားမမြင်ရင်ငါပြောပြမယ်လမ်းလျှောက်တာဟဲ့ဘဲတပြန်ညာတပြန်နဲ့ပဲကများလိုက်တယ်မှာလူရောဟဲ့ထပ်ပြီးဘာလို့သိလဲသိလားသူကငါရှိတဲ့လာပြောလေသူ့ရဲ့သေးကန်နီးရုံမှာအာမနာဟဲ့ငါ့ကိုလာပြီးအမတဲ့အိမ်နာဘလူးသွားရမလဲငါလည်းနင်းတငယ်ချင်းပဲဟဲ့ဘယ်ရမလဲကီလိုမီတာ200ကျော်လောက်ဝေးရနေအောင်ငါအိမ်နာဆိုပြီးညွှန်ပြပြီးလဲရောလမ်းမှာသေးပဲထွက်ကြချီးပဲထွက်ကြဘယ်ရမလဲနင်းတငယ်ချင်းပဲတော့ရှိမှာပေါ့သိရမလားအေးဆိုဟဲ့你做了？အေးတငယ်ချင်းအေးနောက်ဆုံးငါတို့ဆက်ပြောမယ်နော်အေးတငယ်ချင်းငါတို့သိကြမယ်နော်တော်တော့လို့ဟုတ်ပြီအေးအဲ့ဆိုဒါပဲလေနော်တငယ်ချင်းဟုတ်ပြီတငယ်ချင်းနောက်နေ့မှတွေ့မယ်နော်အဘွားမအေးဟုတ်ပြီတငယ်ချင်းဟုတ်ပြီဒါပဲလား你做了扫地都来喏？ဟဲ့ငါစောက်သေးတော့နေရမှာမဟုတ်တာငါမျက်စိရှိမှမြင်နေရတဲ့အမှန်တရားကိုပေါ်တင်ပြောနေရလေ你阿曼迪亚哩，တော်တော်စိတ်ပြတ်ဖို့ကောင်းတယ်ဟာစိတ်ပြတ်တယ်အေးဒီအမှန်တရားကိုလက်မခံနိုင်တဲ့လူပဲတော်ဗျာနေလိုမျိုးအမှန်တရားကိုလက်မခံနိုင်တဲ့လူငါစက်မနေဘူးသွားမယ်သွားပြီငါဟဲ့ငါစနေရလေဟဲ့စလည်းမနေနိုင်ဟဲ့ဒါပဲဟဲ့သွားပြီဟဲ့မိမလေးမလွယ်ဘူးတယောက်တည်းရှိရင်လည်းစောက်တင်းတုတ်တယ်နှစ်ယောက်တည်းရှိရင်လည်းစောက်တင်းတုတ်တယ်တောင်းရောက်တာကြည့်ရင်တော့ငါတော့တိတ်ကိုကြည့်တယ်ဟာမင်းကဟိုကောင်မလေးပဲသူတွေ့ရင်တော့စောက်တင်းတုံးတော့မှာပဲတော်ပြီသူရွှေ့မရချစ်လေးဟိုးမကြီးရေလေးတွေကလာလိုက်တာနော်ချစ်လေးလိုလာလိုက်တာချစ်တင်ကြည့်ကြီးလို့ကြည့်လေဟုတ်မှာကျန်တွေ့လားကောင်မလေးနဲ့ကောင်လေးကိုကြာ
မလိုက်လိုက်တာဟဲ့ကောင်မလေးကဖွေးစွတ်ပြီးတော့ဘဲဥတော်အရှုံးပေးရတယ်ကောင်လေးကြပြန်တော့လေကြီးကောင်မှထပ်ပြီးတော့အိုးမဲတောက်ထားသလိုပဲမဲသဲနေရပဲလူတွေကြည့်ပြီးကြိုက်ထားကြမှာကိုမသိတာကောင်မလေးအစားရင်လေးလိုက်တာ နေတော့ပါတော့ဒီအတင်းတော့တာလေ ဟာငါအသေးတော့တာမဟုတ်ဘူးလေငါမျက်စိရှင်းမှမြင်နေရတဲ့အမှန်တရားကိုငါပေါ်တင်ပြောပြနေရလေ ဟုတ်ပါတယ်ဟာဟုတ်တယ်ဒီအမှန်တိုင်းပြောရနော်ငါလက်ခံပေးရဒါပေမဲ့ငါနေနဲ့မပတ်တတ်တော့ငါနေကိုကြောက်တယ်နေအတင်းတော့တဲ့ဒန်နေလားငါမခံနိုင်တော့ငါသွားပြီ ဘာပြောလိုက်တယ် ပြတ်ပါ ပြက်မယ်ဟဲ့လား ဟုတ်တယ် သိကြပြီလား သိကြတယ် ကျေးဇူးပဲဟဲ့တတာအမလေးနော်ယောက်ျားတွေများအမှန်တရားကိုလက်မခံနိုင်ကြတာဟမ်ကိုကမြင်နေရတဲ့အမှန်တရားပြောတော့မှသူတို့ကစောက်သိမ်းတော့လေဆိုပြီးနူးညင်သွားသေးတယ်သွားဟဲ့သွား 15 minutes later. တော်မားဝိုင်းနေတူတယ်ကွာသူလေးကအတင်းတော့လေဆိုပေမဲ့ငါဘောတော့ကောင်းပါတယ်ပြီးတော့ငါသူ့ပြန်တချိုးလိုက်ပါမယ်ကွာ အေးဒါနဲ့လည်းငါမျိုးပြောပြရရှိသေးတယ်သိလားငါကြီးလိုက်ရတာဟာနင်းတည့်ရဲ့အတိုင်းပဲလုံးဝကံမကောင်းတာပါဟာအေးဆိုငါရဲ့ဘဲဆိုတဲ့အကောင်လေးငါ့ကိုစောက်တင်းတော့လို့တယ်ထားသွားလေရဲ့အေးဟဲ့ပြောချင်တာအဲ့ဒါဟဲ့တပြအဲ့ဆိုလို့ရှိရင်နင်းလည်းသိတဲ့အတိုင်းပဲဟဲ့သိရမလားဟိုကိုကြီးတဲ့နေ့တင်းတောက်ချင်လို့ဆိုလို့ရှိရင်ပြောချလိုက်စမ်းတဲ့လေးဆိုပြီးတော့သူတို့ကိုယ်တိုင်ဗီဒီယိုကောခေါ်ပြီးတော့ပြောတာအခု तू ကဟဲ့အဲ့လိုပြောဖို့နီနီတတငါ့ကိုစောက်တင်းတော့လို့တဲ့ထားသွားလေရဲ့နေစဉ်းစားကြည့်ဟဲ့ तू ကငါလိုမိန်းကလေးမျိုးငါလိုရုပ်ချောချောနဲ့အပြောကောင်းတဲ့ကောင်မလေးမျိုးရထားမှာအာမနာဘူးအေးဟဲ့သူတို့တွေများအမှန်တရားကိုလုံးဝကိုလက်မခံနိုင်ကြတာအဲ့ဒါပြောတာငါလိုရုပ်ချောချောနော်စကားအပြောဆိုကောင်းတဲ့မိန်းကလေးမျိုးရထားမှာအာမနာကိုတရောင်းစားကြီးရ တောင်းလာပါငါပါသူစိတ်ဆိုးလို့ဆိုပြီးလာချောလိုက်ရဟောငါ့ကိုကြံစောင်းနေတော့မတော်မတေးရင်စိုးမ